တုတ်တန်ဆောင်မဖဲဝါအကြောင်းကိုကျွန်တော်ဒီနေ့ reaction လုပ်တော့မှာဖြစ်ပါတယ်เนาะတုတ်တန်ဆောင်မဖဲဝါကိုအားလုံးပဲသိကြလိမ့်မယ်လို့လည်းကျွန်တော်ထင်ပါတယ်တင်ချိုင်းဆောင်တဲ့ရဲဆိုတော့လူတိုင်းပဲเนาะမြန်မာစကားတွေမှာလည်းအများကြီးပါပဲเนาะသူအကြောင်းကိုပြန်ရိုက်ထားတာတော့ဒါပေမဲ့သူကဘယ်လိုလုပ်မဖဲဝါဖြစ်လာတာလဲဆိုတာဒီလိုမျိုးတင်းချိုင်းဆောင်ဘယ်လိုလုပ်ဖြစ်လာတာလဲဆိုတာကိုအလောတချို့လူတွေကတော့မသိပါဘူးเนาะကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူးဒီတော့ကြည့်မှာဖြစ်ပါတယ်เนาะတကယ်တော့ကျွန်တော်တယောက်တည်းနားမထောင်ရဲလို့ပါเนาะရဲလို့ပါအဲကြောင့်ဘလို့တို့ကျွန်တော်နဲ့ဒီလိုပဲလိုက်နားထောင်စေချင်လို့ဖြစ်ပါတယ်เนาะကဲဆိုတော့ကျွန်တော်တို့တက်ကြည့်လိုက်ပါမယ်เนาะ let's go guys ဒီဗီဒီယိုလေးကိုကြည့်တယ်ဆိုရင်မိပိတ်ပြီးမှကြည့်ပါเนาะဟမ်တကယ်လို့ဘလို့တို့မှာစောမရှိဘူးဆိုတော့လေဆောင်းချုံပြီးတော့ကြည့်လိုက်ဖို့ကျွန်တော်ကြံပေးချင်ပါတယ်တကယ်လို့ဘလို့တို့မှာကောင်းမလေးရှိတယ်ဆိုရင်စောနဲ့ဒီလိုဒါကြည့်လိုက်ဖို့ကျွန်တော်ကြံပေးချင်ပါတယ် let's go ကျွန်တော်တို့ဗီဒီယိုလေးဘာမှတော့မဆိုင်ပါဘူးเนาะဘာမှတော့မဆိုင်တလို့ပါပဲဟုတ်ကဲ့ပါအဲ့ဆိုကျွန်တော်ဗီဒီယိုလေးကြည့်လိုက်အောင်မယ် let's go bye မဖဲဝါရဲလို့ပြောလိုက်ရင်ညဘက်ဒီမှာဒေသရလွတ်နေတဲ့သပင်အရှိန်နဲ့မိတ်ကလေးတယောက်ကအကောင့်တစ်လောက်ခေါင်းပေါ်မှာတင်ကရွာအနှံ့တွားနေတတ်တယ်လို့ပြောကြတာတွေရှိပါတယ်တကယ်လို့အိမ်တအိမ်ရဲ့ရှေ့မှာသူ့ရဲ့အကောင့်တစ်လားချထားတာကိုတွေ့တယ်ဆိုရင်တော့အဲ့ဒီအိမ်ကကန်ဆုမှုတွေနဲ့ကြုံရတတ်ပြီးမိသားစုဝင်တယောက်ဟုတ်တယ်အဲ့ဒါတော့ကျွန်တော်လည်းကြားဘူးတာเนาะကျွန်တော်ကြားဘူးတယ်သူရတယ်တကယ်လို့သူရွက်လာတဲ့အခေါင်းကိုပေါ့အခေါင်းကိုအိမ်ရှိမှထားရတယ်ဆိုရင်အိမ်ကလူကစုံတယောက်လူပဲဖြစ်ပေါ့အဲ့လိုမျိုးတည်သွားတတ်တယ်တဲ့တည်လိမ့်မယ်လို့ရင်တော့လူကြီးတွေပြောကြတော့ကျွန်တော်ကြားဘူးပါတယ်เนาะကဲကျွန်တော်ဆက်နာထောင်ပါသူ့ခဲ့ကြတယ်ဗျဒီနေ့မှာကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တုတ်တန်ဆောင်မဖဲဝါအကြောင်းပဲဖြစ်ပါတယ်။သူမအကြောင်းကိုရှေးလူကြီးတွေအဆက်ဆက်လက်ဆင့်ကမ်းပြောပြလာကြတာဆိုတော့မဖဲဝါလို့ပြောလိုက်ရင်တော်ရုံသူမအောင်မသိတဲ့သူရှားပါလိမ့်မယ်။ကဲတကယ်လို့မိတ်ဆွေတို့သူမအကြောင်းမသိသေးဘူးဆိုရင်တော့အခုကျွန်တော်ပြောပြတာလေးကဘယ်လိုမျိုးလဲဆိုတာအတူကြည့်ရှုခန်းစားလိုက်ရအောင်ပါ။โอเคဒီဗီဒီယိုလေးကိုကျွန်တော်ပြန်နေယူပြီးတော့ဟိုလောက်လဲဆိုတော့CKO creation Burmese ကနေပြီးတော့အဲ့ channel ကနေပြီးတော့ကျွန်တော် reaction လုပ်တာဖြစ်ပါတယ်เนาะအဲ့ဒီသူ့ရဲ့ channel ကတော့တော်တော်လေးအဲ့လိုမျိုးတည်းရဲ့အကြောင်းတွေပါညာအများကြီးပဲသူအဲ့လိုမျိုး animation နဲ့လုပ်ပြီးတော့တင်ထားအများကြီးရှိပါတယ်เนาะတကယ်လို့ blogger တို့ကြည့်ရှင်နေဆိုရင်လည်းအဲ့သူ channel ကိုတော့ကြည့်လို့ရပါတယ်เนาะ subscribe လေးနေလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်တော့အဲ့လိုမျိုးတည်းရဲ့အကြောင်းတွေပါညာကျွန်တော်ကြည့်ရှင်နေသူ channel ပဲကျွန်တော်လာကြည့်ဖြစ်ပါတယ်เนาะတော်တော်လေးကမှသူပြောထားတဲ့အားတော့တော်တော်လေးမိုက်ပါတယ်တိုင်ရောဒီ animation ကို creation လုပ်ထားတဲ့လူကတော့သူကလည်းတော်တော်လေးပြောမှဆိုတော့တော်တော်လေးကြည့်ကောင်းပါလေဖဲဝါရဲ့တမိုင်းကြောင်းကတော့ကုန်းမောင်မင်းဆက်80မြောက်ဘာကြီးတော်မင်းစကိုင်းမင်းသားလက်ထက်မှာဖြစ်ခဲ့တာဖြစ်ပါတယ်စကိုင်းမင်းလက်ထက်โอเคမဖဲဝါကပြေမျိုးဇာတိဖြစ်ပြီးမွေးချင်းမှာမောင်နှမ2ယောက်ထဲတာရှိတယ်ဗျအခုဖြစ်သူမောင်ကျန်စစ်ကပြေမျိုးသားထံမှာစာရေးတော်ကြီးအဖြစ်ခံပြီးဘွဲ့စပင်ဂေးရတော့လန်းနေရနော်စပင်ဂေးရတော့လန်းနေရလို့မျိုးအဲ့ရင်ခေတုံးအဲ့လိုမျိုးကေရဲရှိရောမိမှာမင်းရဲ့တိတ်ပဖြစ်ပါတယ်မိဘနှစ်ပါးလုံးမရှိမနှောက်ကွယ်လွန်သွားကြပြီးတဲ့နောက်အခုဖြစ်သူမောင်ကျန်စစ်နဲ့အတူနေထိုင်လျက်ရှိပြီးအခုဖြစ်သူအားမိဘတပွဲအားကိုနေထိုင်ခဲ့ကြတယ်ဗျအခုဖြစ်သူကတော့နှမကိုချစ်လုံးပေမဲ့တောက်စားမူးရစ်တက်ပြီးမကြာခဏဆိုသလိုခိုက်ရန်ဖြစ်ပွားတတ်လေရှိပါတယ်လူမိုက်ပါမောင်ကျန်စစ်ဟာတေးရတောက်ချင်းမှအစပြုတ်ပြီးခိုးသားဓမြတွေနဲ့လက်ဘောတတိနေထိုင်လာရမှနောက်ဆုံးပြည်မျိုးသားအားပုံကန်တော်လှန်ပြီးတော့မင်းပြမင်းတန်တင့်လေထိုးတယ်ဗျနှမကြီးအမောင်တို့ထွက်ပြေးမှဖြစ်တော့မယ်ပြည်မှာဆက်နေအသက်ခံရလိမ့်မယ်ကွာအဲ့လိုပြောပြီးမောင်နှမ2ယောက်အဲ့ဒီညာတွင်းချင်းမှာပဲလင်ငယ်လေးတစ်စီးနဲ့ AR မြေကြောင်းအတိုင်းစုံပြေးခဲ့ကြပါတယ်မြေကြောင်းအတိုင်းစုံစင်းရင်ချောင်းမြောင်းအင်းပေါ်များကတစ်ပင်များအုပ်ဆိုင်ထူထပ်တဲ့လူနေနေပါတဲ့ဒေတာတစ်ခုကိုရောက်သွားခဲ့ကြတယ်ဗျအဲ့တော့ဒီ animation creation လုပ်ထားတဲ့လူကတော့ပြောမှဆိုတော့တော်တော်လေးကိုမမိုက်တဲ့ထဲမှာပါပါတယ်နော်နည်းနည်းလေးတဘာဝလေးဆိုင်နေပါတော်တော်လေးမိုက်တယ်အဲ့ဒီဒေတာမှာရှိတဲ့အထောင်ရှားခဲရွာလေးမှာမောင်နှမ2ယောက်မထင်မရှားဒီလောက်လောက်တတ်တာတော့ပြောမှဆိုတော့မောင်ကျန်စစ်ကမောင်ဆန်းမဲ့တော်တော်လေးမိုက်ကမတ်တဲ့ဦးဆိုပြီးအမိပြောင်းလဲကဇက်မြုပ်နေကြလိမ့်ပါတော့ကြတယ်
မောင်ဆန်မဲ့တစ်ဖြစ်လဲမောင်ချန်စစ်ကမင်းမူထန့်အဖြစ်သာနေထိုင်ခဲ့သူဖြစ်ပြီးဘာအလုပ်မှမလုပ်တတ်တော့တန်ခါအလုပ်အင်းအလုပ်သာလောက်ကင်စားတော့ခဲကြတယ်ဗျအတိုင်းပဲမတ်သေးဦးတစ်ဖြစ်လဲမတ်ဖဲဝါခမရလဲအခုဖြစ်သူလောက်ကင်နဲ့အင်းအလုပ်ကိုမနှိမ့်မြို့ပေမဲ့မရှောင်လွတ်နိုင်တဲ့ကံကြမ္မာကြောင့်မလွဲမရှောင်သာလောက်ကင်ရရှာပါတယ်မောင်နှမနှစ်ယောက်မှာအကုသိုလ်လုပ်ငန်းနဲ့အကျိုးပေးရဲဆိုရမယ့်အတိုင်းအချိန်ကာလသိမ့်မကြပဲအထောင်ရှားခဲ့ရွာမှာကြေးရတတ်စရင်ဝင်ဖြစ်လာခဲ့တယ် မကောင်းတဲ့ဟာပဲလောက်အောင်နော်ဟုတ်တယ်မကောင်းတဲ့ဟာပဲ မောင်ဆန်မဲ့မှာငကိုးကလေးကတောက်တော်ဆာဆာနေထိုင်တဲ့သူဖြစ်တဲ့အတွက်အားလျော်စွာအင်တကြီးဘဝသို့ရောက်သွားချိန်မှာတော့အရက်ကလေးတမျှမျှနဲ့စိတ်ကြမ်းလူချမ်းအဖြစ်နောင်နမဲ့စွာနေထိုင်နေခဲ့ပါတယ် ။ဘာကြီးကောက်စားလိုက်တာ။ဘာကြီးကောက်စားလိုက်တာကွ။ပကံလုံးမရှိပါဘူး။ဟာရှိရရှိရရှိရ အဖြစ်နောင်နမဲ့စွာနေထိုင်နေခဲ့ ။ ပါ မျက်လုံးကမတွေ့တာရှိတယ်ရှိတယ် နှမဖြစ်သူမတ်တဲ့ဦးဟာချောမောလှပလုံးတဲ့ရုပ်ရည်ကြောင့်ရွာကန်တထေးတကြွယ်သားတွေကသဘောကျနှစ်သက်ကြပေမဲ့အခုဖြစ်သူမောင်ဆန်မဲ့ကြောင့်အနာကဝန်းတဲ့သူမရှိရှာခဲ့ပါဘူးဒီလိုနဲ့သူတို့မောင်နှမနှစ်ဦးအတွက်ကန်ဆိုးမိုးမောင်ကြမဲ့နေ့ကိုရောက်လာခဲ့တယ်ဗျမတ်တဲ့ဦးဟာတဲတဲမဲမဲရွာနေတဲ့မိုးကောင်းကင်ကြီးကိုမော့ကြည့်နေရင်စိတ်ထဲကနေအခုလိုတွေးနေခဲ့ပါတယ် ။အော်ငါမောင်ကြီးအိမ်ပြန်မလာပဲအင်းဆောင်တဲလေးထဲမှာနေနေတာ၃ယောက်တောင်ရှိပါဘောလား။နေလို့ထိုင်လို့မှကောင်းရလားမသိ။ငါလိုက်သွားအောင်မှာပါပဲလေ။သွားလဲစားနဲ့ငါချဲဖို့တောင်းနေပါယူသွားအောင်မှာ စိတ်ထဲကတွေးမိပြီးချိန်သူမအကိုရှိရာအင်းထဲကိုလေကလေးလှော်ခိုင်းရင်းနဲ့ထွက်သွားခဲ့ပါတယ်အင်းထဲရောက်တော့အကိုဖြစ်သူအားမတွေ့ရပဲတောက်စားလက်စားအရက်ဝိုင်းကိုသာတွေးလိုက်ရတဲ့အတွက်မတ်တဲ့ဦးခမညာပင့်သက်တစ်ချက်ရှိုက်မိသွားခဲ့ပါတယ် ။လူတက်တော့ဟုတ်ပါဘူး။မြန် ။ တူ မောင်ကြီး တက် မိုး တော့ ရတယ်ဘယ်များသွားပြန်ပါလဲ။ तू ပြန်မလာခင်ငါငါးတွေဖော်ထားအောင်မှာပါလေ အဲ့လိုတွေးပြီးတဲ့အနီးမှညှိုးကိုသွားဖော်ခဲ့ပါတယ်အဲ့အချိန်ကမောင်ဆန်မဲ့မှာအရင်နေ့တွေကသူမြုံဖော်လိုက်တိုင်းငါးတွေနဲနဲနေတဲ့အတွက်မကောင်းဆိုးကယူဆတယ်လို့ယူဆပြီးဒေါသဘောထနေခဲ့တာပါ ။အဲ့ဒါနဲ့သူ့ရဲ့ညီမကိုတက်မိတော့မှလားမသိဘူးကြည့်ရတာ ဘိုးကလည်းရွာဒူကလည်းမူးနေခြင်းတဲ့အနီးကမြုံတဲ့ငါးတွေကိုယူနေတယ်ကောင်းဆိုးကိုတွေးလိုက်ရတဲ့အတွက်လက်ထက်ကပါလာတဲ့ကိုက်ခုတ်သားနဲ့လွှဲကခုတ်လေထွက်တယ် ။အဲ့ဆိုရင်မဖဲကသူ့ကိုတက်လို့အဲ့လိုမျိုးဖြစ်တော့အောင်ပေါ့။ ကဲအဲ့ကြောင့်ပြောရနော်သူများတွေပြောတာလူကြီးတူမတွေဆုံးမတာနော်အဲ့အရက်တောက်တာလွန်ကြုံမတောက်ပါနဲ့တဲ့မလားနော်အဲ့ကြောင့်ဘာဖြစ်ဖြစ်တောက်တိုက်ရင်တော့ဆေးမတောက်တိုက်ရင်တော့ဘေးပေါ့သူများပြောလို့ပဲဟုတ်တယ်နော်ဒါတော့တော်တော်မှန်တယ်ဟုတ်မလားနော်တချို့လူတွေလည်းအရက်တောက်ပြီးတော့ရင်ဆိုဘာမှမသိတော့ပြတင်မလားယူလုံးဝပဲအဒီစိတ်လွတ်တော့ရပြတင်မလားအဲ့လိုမျိုးလူတွေလည်းတက်ကိုရှိတယ်နော်တချို့လူတွေကအရက်ဆိုတောက်မူးနေမှကြိုက်တာမူးပြီးမှတချို့လူကမူးပြီးတော့အိတ်တာကိစ္စမရှိဘူးတချို့လူတွေကတော့မဟုတ်မူးပင်တွေးဆိုးတာပါညာရှိတဲ့အဲ့လိုမျိုးတွေနော်တွေးဆိုးတာတော့တီးစိတ်ပျောက်လာတာဆိုတာတော်တော်ကြောက်ဖို့ကောင်းတယ်နော်အဲ့ကြောင့်ဒီလိုပြောတာတီးရက်ဆိုတာနော်လွန်ချွတ်တောက်ရင်အဲ့လိုမျိုးမလောက်တင်းတာမလောက်ထိုက်တဲ့အရာကိုလုံးမိတတ်တယ်အဲ့အတိကတော့စိတ်ကြွတာပေါ့တိမစိတ်ကြွ အမှုပြေလာတဲ့အချိန်ရောက်တော့မောင်ဆန်မဲ့တယောက်သူ့နှမကိုမကောင်းဆိုးကအမှတ်နဲ့ခုတ်တက်မိကြောင်းသိရပြီးခြုံပွဲချငိုပွဲဆင်နေပါတော့တယ် အခုတော့ဒီလိုမျိုးပုံစံပဲဗောတင်မလားတကယ်လို့ဟိုကမူးနေတော့ကတော့မသိဘူးဗောတင်မလှုပ်ချင်တာလှုပ်တာပဲတကယ်လို့မူးပြေတော့တဲ့အချိန်မှာဒီလိုပုံစံပဲနောင်တပဲရအောင်ဘာမှမ အခု ရ ဖြစ်သူ လား ငမူရဲ့ဓာတ်ချက်ကြောင့်တေပွဲဝင်သွားကြရရှာတယ်ဗျအဲ့နောက်ပိုင်းမှာစမ်းမဲ့တယောက်စိတ်ကြမ်းလူချမ်းနဲ့အရက်သာဖိတောင်းနေလေပါတော့တယ်အဲ့နောက်လုပ်ငန်းတူအင်းသမားတွေကစမ်းမဲ့ရဲ့စိတ်ပြေပြောက်စေဖို့အတွက်တကုံမြို့မှာရှိတဲ့ရွှေတကုံတပေါင်းပွဲတော်ကိုခေါ်သွားကြရမှာစမ်းမဲ့အကုသို့ဘလောက်ကြီးမှကြောင်းလူသိကုန်ခဲ့ကြပါတယ်ဖြစ်ပုံမှာရွှေတကုံစေတီတော်ကြီးအားကြံသူများမှရိုသေးစွာဥချကြောကြချိန်မောင်ဆန်မဲကရောင်တော်တောင်နဲ့မတ်တက်ရက်နေခဲ့တယ်ဗျအဲ့ဒီမှာသူနဲ့သူဖျားလာတဲ့သူတွေကမောင်ဆန်မဲ့အားစေတီတော်မြတ်ကြီးကိုဥချဖို့ပြောတော့ဆန်မဲ့ခမရွှေတကုံစေတီတော်မြတ်ကြီးအားမမြင်တွေ့ရတဲ့အတွက်ဥချတာဖြစ်ကြောင်းသိသွားခဲ့ကြတယ် ဟိုအေးဟုတ်တယ်ဟာမမြင်အောင် မောင်ဆန်မဲရဲ့အာကုတို့ကအတော့ကိုကြီးမားလွန်းလှပါတယ်တင်ကုတ်ဒရကုန်းတော်ပေါ်ရောက်ပြီးလေမှစေတီတော်မြတ်ကြီးကိုမမြင်မတွေ့ရတဲ့အတွက်ဘေးမှလူအပေါင်းမှာအံ့ဩတုန်လှုပ်ကုန်ကြတော့တယ်ဗျမောင်ဆန်မဲတယောက်ရှက်တဲ့စိတ်ကြောက်တဲ့စိတ်တို့ကြောင့်ရွာကိုချက်ချင်းပြန်လာခဲ့ပါတယ်
ငကိုးကလေးကမိုက်ဒီမိုက်ကန်တစိုးထိုးသမား အခုတော့များလာတာဘယ်လောက်တောင်များမှလည်းမသိဘူးနော်ရွှေတကုံများတော့မှ ရွှေဆိုင်မျိုးဆိုသူ့အင်းအလဲမှာရှိတဲ့တိုက်ထိတ်မှာရွှေချခဲ့လိုက်တယ်ဗျရွာမှာရှိတဲ့လူအများကမောင်ဆန်းမဲ့နဲ့မတ်တဲဦးတို့အကြောင်းပြောမဆိုးနိုင်ဖြစ်ကြပြီးတနာကြတာဝေကရကြဖြစ်နေခဲ့ကြပါတယ်မတ်တဲဦးခမရမှာတော့အစိမ့်တရဲ့အဖြစ်မကျွမလို့ဖြစ်နေရမှာရွာဦးကျောင်းမှာဆရာတော်အားအိမ်မက်ပေးပြီးတော့နေစရာမရှိဝတ်စရာနတ်ထီနဲ့ဒုက္ခရောက်နေကြောင်းအတနာခံခဲ့ရှာတယ်ဗျဆရာတော်မှလည်းသူတို့မောင်နှမဖြစ်စဉ်ကိုသိတော်မူထားတဲ့သူတော်ကောင်းပြီးမတ်တဲဦးထောင်ရှားခဲ့တုတ်တံမှာနေထိုင်ခွင့်ပေးလိုက်ပါတယ်သူ့အဲဟောအချိန်မှစလို့မတ်တဲဦးဟာအထောင်ရှားခဲ့တုတ်တံမှာငယ်စဉ်ကလေးကသူမအလုံးနှစ်ချိုက်ခဲ့တဲ့အဝါရောင်ဝတ်စုံကိုစောစောမြဲမြဲဝတ်ဆင်ပြီးတုတ်တံဆောင်အဖြစ်နေထိုင်ခွင့်ရသွားခဲ့တော်တယ်အဲမဖဲဝါတော့ခေါ်တော့ဗောနော်အဝါရောင်ကြိုက်ဟောလာတော့မသိဘူးမတ်တဲဦးကိုအကြောင်းတိုက်ဆိုင်လို့တွေ့ရှိတဲ့သူတွေကဆရာတော်ကိုလာရောက်လျှောက်ထားရမှာဆရာတော်ကလည်းမောင်ဆန်မဲနဲ့မတ်တဲဦးတစ်ဖြစ်လေမောင်ကျန်းစင်းနဲ့မဖဲဝါတို့ဘဝစာကြောင်းအားပြောပြလိုက်ပါတယ်မဖဲဝါဟာအဝါရောင်ကိုလွန်စွာမှနှစ်သက်ပြီးအဝါရောင်ထဲမှာတော့အပွင့်ခံမပါတဲ့ပြောင်းအဝါဘဝထင်းထင်းသာကြိုက်တဲ့အတွက်သူ့အားတွေ့ရတဲ့သူတွေကအဝါရောင်ဝတ်စုံနဲ့သာတွေ့ကြရတာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမဖဲဝါဟူသောအမည်နဲ့လူသိများလာခဲ့တယ်ဗျ။မကြလိုက်ပါဘူးဒီအကြောင်းကိုအထောက်တော်များမှတဆင့်ကြားသိရပြီးတဲ့နောက်ကုန်းမောင်မင်းဆက်80မြောက်တာယာဝတီမင်းကမဖဲဝါကိုတုတ်တံများမှာအဆောင်အဖြစ်အမိန့်တော်ပြန်တန်းထုတ်ခဲ့လိုက်ပါတယ်။အမင်းအဲ့ဒီအချိန်မှစပြီးတော့သုတန်ဆောင်မှဖဲဝါရဲလို့ဘရင်ကသူ့ကိုပေးလိုက်တယ်ပေါ့အဲ့ဆိုတော့အဲ့ကုန်တင်းချိုင်းတွေစောင်းဖို့ဆိုပြီးတော့ပြပါဦးဖုန်ကြီးပဲပေးတာလားတော့နော်โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီထဲဒီဟာကိုကြည့်ပြီးတော့ကျွန်တော်တို့ဗာရလိုက်လဲဆိုတော့ဗာတီးလိုက်လဲဆိုတော့ဒီမဖဲဝါအကြောင်းကိုလည်းကျွန်တော်တို့တီးရတယ်အဲအကြောင်းပြောတာသူများပြောတာနော်အရက်ဆိုတာအလွန်ကျွံတောက်ပြီးသွားရင်ဆိုရင်အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့တင်မလားနော်မစိတ်မထိန်နိုင်တဲ့လူပေါ့အဓိကကတော့အရက်ကသူတို့ကိုနိုင်တော့တဲ့အချိန်မှာအဲ့လိုမျိုးဖြစ်တတ်ပါတယ်နော်အဲ့လိုမျိုးဖြစ်တတ်တယ်အဲကြောင့်ဖြစ်ပြီးသွားရင်ဆိုရင်လည်းကိုကဘာမှပြန်ရလာတယ်မဟုတ်နော်နောက်တာတစ်ခုပဲရလာကိုအချိန်ကြီးဟိုကြည့်ပြီးတော့ကျွန်တော်တို့တောက်ပါနော်လူငယ်တော့လူငယ်ပဲလေတင်မလားလူငယ်ပဲတောက်မှာပေါ့ဟုတ်တယ်မလားဒါတော့ဒါပေမဲ့တောက်တာတော့စဉ်းစားပြီးတော့တောက်ပါနော်အဲ့ဒါပဲချင်းချင်းပြီးတော့တောက်ကြပါအားလုံးပဲနော်လောက်ပါပဲကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုတော့လောက်ပါပဲအားလုံးကိုကျေးဇူးများတင်ပါတယ်နော်တကယ်လို့ brother တို့ကဒီတရေအကြောင်းတွေပါညာရဟိုကြည့်ရှင်နေသူရဲ့ channel လေးကိုတော့ကြည့်လို့ရပါတယ်နော်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုလေးဟိုကြည့်ပြီးတော့ရင်ဆိုရင်ကျွန်တော် channel လေးကိုလည်း like and subscribe နှိပ်ခဲ့ဖို့ကျွန်တော်ပြောချင်ပါတယ်နော်ကျွန်တော်စကားနည်းနည်းလေးရှည်သွားရင်ဆိုရင်အားလုံးကိုတောင်းပန်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီနေ့တလောက်ပါပဲနော်ကျွန်တော်ရဲ့ Facebook page ကိုလည်းကျွန်တော် follow လုပ်ထားဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း subscribe နှိပ်ခဲ့ဖို့ကျွန်တော်ပြောချင်ပါတယ်ကဲအားလုံးပဲလောက်ပါပဲ bye bye ပါ